ပြည်ဦးလွင်ရောက်ရင်မဖြစ်မနေသွားလေတဲ့နဲ့သွားစားတဲ့နဲ့နေရာနဲ့ဆိုင်လေးတွေကိုပြပြဝေသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကိုဗလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီ vlog လေးကကိုပြည်ဦးလွင်သွားတော့ကသွားလေတဲ့နဲ့သွားစားတဲ့နေရာလေးတွေကိုဗီဒီယိုလေးရိုက်ပြခဲ့ရမှာဖြစ်ပါတယ်။အခုပထမဆုံးသွားတဲ့နေရာလေးကတော့ဂျပန်ရွာပဲဖြစ်ပါတယ်။ဂျပန်ရွာဆိုတဲ့အတိုင်းဂျပန် anime ဇဝင်ခန်းနေရာလေးကိုဆောက်လုပ်ပေးထားတာပဲဖြစ်ပါတယ်။နာမည်ကြီး anime ဇာတ်ကားတွေဖြစ်တဲ့ Naruto, Weathering with You, Your Name တွေကိုလည်းတွေ့ရမှာပါ။အခုကြည့်နေတဲ့သူတွေရောဘယ် anime ကိုကြိုက်ကြလဲ။ကိုကတော့ Your Name ကိုအကြိုက်ဆုံးပါ။ဝင်ကြီးကတော့တယောက်ကို9000ပေးရပါတယ်။ပိတ်ချင်းမြောက်သွားတဲ့လမ်းပေါ်မှာရှိရပါ။ဂျပန်ဝတ်ဆောင်လေးတွေငှားပြီးတော့မှတပုတ်လဲရိုက်လို့ရပါတယ်ရှင်။ကိုတို့သွားတဲ့အချိန်ကနေ့လယ်12နာရီတနာရီလောက်ဆိုတော့နေအရန်ပြင်းပါတယ်။ပုံရိုက်ရတာလည်းတိတ်ပြီးတော့မှအဆင်မပြေပါဘူး။နေလည်းအရန်ပူရတဲ့အတွက်လူလည်းအရန်ပင်ပန်းပါတယ်။တကယ်လို့ဓာတ်ပုံလက်လေးထွက်ချင်ရင်မနက်ပိုင်းဒါမှမဟုတ်ညနေပိုင်းလောက်သွားတာပို့ပြီးတော့မှအဆင်ပြေပါလိမ့်မယ်။နေ့လယ်တနာရီလည်းကြုံနေပြီဆိုတော့ဘာအရန်စားတာနဲ့ပြင်းဦးလင်မျိုးတွေသွားပြီးတော့မှပူတူးမာလာမောက်ချိုင်းဆိုင်မှာမောက်ချိုင်းဝင်စားပါတယ်။ပူတူးမောက်ချိုင်းရဲ့ထူးခြားချက်ကတော့ပဲမျိုးစုံရတာပါပဲ။ပဲပြားကြော်တိုဖူးတွေကိုပုံစံမျိုးစုံနဲ့အစုံရှိပါတယ်။နောက်တစ်ချက်ကတော့ grand ချင်းရောင်းတာမဟုတ်ဘဲနဲ့ item တစ်ခုချင်းစီ like ဈေးနှုန်းလေးတွေတွက်ပြီးရောင်းတာမို့လို့ budget လေးပို့ပြီးတော့မှတက်တာပါတယ်။သူ့ရဲ့အရာတာကအထုံမများပဲနဲ့တော်တော်လေးဆက်တဲ့အရာတာမျိုးပါ။သူ့ရဲ့တာမန် level အဆက်တောင်မှတော်တော်လေးဆက်တာမို့လို့အဆက်မစားနိုင်တဲ့သူတွေဆိုရင်တခါတည်းအဆက် short ဖို့ request လုပ်လို့ရပါတယ်။ယနေ့တော့ coffee ဆိုင်ရောက်သွားဖြစ်ခဲ့ပါတယ်။ OBG Thrift Cafe ဆိုတဲ့ coffee ဆိုင်လေးပါ။သူကအပေါ်ထပ်မှာ thrift တွေရောင်းနဲ့အောက်ထပ်ကတော့ coffee ဆိုင်လေးပါ။အိမ်ဆိုင်လေးဖြစ်ပြီးလူရှင်းတာမို့ AC ကြိုက်တဲ့သူတွေအတွက်သွားတင်ပါတယ်။ညစာကိုတော့ one piece အကင်ဆိုင်မှာတွားစားဖြစ်ပါတယ်။သူက AGD Bank ရှစ်လမ်းကြားဒေါက်တာဆန်နီဆိုတဲ့လမ်းထဲမှာရှိပါတယ်။ဈေးတင်ပြီးအကင်အရတာအရန်ကောင်းပါတယ်။ညနေဘက်ဆိုရင်တော့ကြိုတင်ပူခင်ယူထားတာကပို့ပြီးတော့မှစိတ်ချရပါလိမ့်မယ်။သူ့စီကအချင်းကတော့တကယ်ကြီးကိုတော်တော်ကောင်းတာပါ။ပြည်ဦးလေးကိုကြိုက်တဲ့နောက်တစ်ချက်ကတော့နေရာတိုင်းလူမှာ circular ပင်လေးတွေမြင်ရတာပါပဲ။နောက်ရက်အတွက်နေ့လည်စာကိုတော့ဒေါ်တန်းဆိုတဲ့ညီမထမင်းဆိုင်မှာတော်စားဖြစ်ခဲ့ပါတယ်။ညီမထမင်းဟင်းတစ်ခါပြင်း1000နှုန်းလောက်ကြပါတယ်။ပြီးတော့ဝတ်သားမြင့်ချင်ဟင်းရေပဲကလာဟင်းရေတို့ကိုလည်းခွက်အကြီးကြီးနဲ့ချပေးရပါ။ဆိုင်လေးကတော်တော်ကိုတန်ရှင်းသက်ရက်ပြီးတော့အရသာတွေကလည်းထိထိမိမိနဲ့တကယ်စားကောင်းပါတယ်။ဘုံအကြိုက်ခဲ့ဆုံးကတော့ဝတ်သားမြင့်ချင်ဟင်းရေပါပဲ။သူကပူဆက်နဲ့လုံးဝထိမိပွင့်ထွက်နေတဲ့အရသာမျိုးပါ။ဆိုင်ကိုလာစားတဲ့လူတွေလည်းတော်တော်လေးကိုများပါတယ်။ညနေပဲကျတော့ပန်းတော်ဝင်ဆိုရဲ coffee ဆိုင်လေးကိုရောက်သွားပါတယ်။သူ့ဆိုင်လေးကပန်းဆိုင်လေးလိုအပင်ဆိုင်လေးလို coffee ဆိုင်လေးလိုနဲ့တော်တော်လေးကိုလာပါတယ်။ဒီဆိုင်လေးနဲ့ပတ်သက်ပြီးပြောစရာလေးတွေများလို့ပြတ်မှာ vlog တီးတဲ့တစ်ပုတ်လေးအနေနဲ့ပြန်သင်ပေးပါမယ်။ကိုယ့်ရဲ့ပြူးလွင်သွားခဲ့တဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်။အဆုံးနဲ့ကြည့်ပေးကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်။ Bye